သမီးလေးတဲ့ဘာဒီမှမလို့ချင်ပါဘူးတဲ့သမီးလူရာလေးတစ်ခုပဲရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့မေတ္တာတရားလေးလိုချင်နေပြီတဲ့ ဖူးချစ်ကတယောက်တည်းဖူးချစ်ကိုပြိတ္တကလူသိတယ် ဟုတ်ကဲ့ ဆရာသိန်းလိုက်ဆိုတော့လူတိုင်းသိတယ် ဟုတ် ဆ ကဲ့ ရာသိန်းလိုက်ကလူတိုင်းမသိဘူး ဟုတ်ကဲ့ ကျိုးထက်ကလောကတံတွေတံဖို့ကရဲ့ရင်တဲ့ပေ Hello အားလုံးပဲမင်္ဂလာပါရှင်။ Tony Fish နဲ့ Face to Face တူလိုက်တဲ့စကားပေါင်းလေးတာဖြစ်တဲ့အတွက်ကြောင့်ငွေလွှဲကန်ဒီဒါနဲ့ဗီဒီယိုကောပြပြီးမှသာငွေလွှဲပေးဖို့တောင်းဆိုပါရ ဟုတ် ရှင် ပါတော့ဒါလေဝင်းအနောက်ဖက်နာမတော်ပင်ရောရောက်နေတာဖြစ်ပါတယ်ဆရာကြီးဦးသိမ့်လိုက်နဲ့တွေ့ကြလို့ပါဟုတ်စီးစရာလေ ဟုတ်တယ် ဟုတ်အဲ့တော့ကြောင့်မို့လို့သမီးကဒါလာကတော့တာဆရာကြီးရော ဩဟုတ်ပြီဟုတ်ပြီ ဆိုလို့ဒါဆိုလို့ရှိရင်ဆရာကြီးမုံနေဥပါဒင်းနေဖျားနိုင်အမွှေးတိုင်းပဲနိုးမုံချိုအာစီစပောက်ရည်ဒီငှက်တိုက်တွေပေါ့နော်ဒါတွေကျဆရာကြီးကိုဒင်းချိုအခါမှာပေါ့နော်ကတော့ခိုင်းလိုက်တာဆရာကြီးရှင်းဟုတ် အဲ့တော့ ဘသူကမြတ်ကတော့ခိုင်းလိုက်တော့မသိ အဲ့တော့ဘယ်သူကကြော့တယ်ဆိုတော့ဟိုမသိဘူးလေဟို ဟုတ်ကဲ့ရှင်း ဟိုဟာပေါ့ဖူးချစ်ကတယောက်တည်းဖူးချစ်ကိုပြိတ္တကလူသိတယ် ဟုတ်ကဲ့ ဆရာသိန်းလိုက်ဆိုတော့လူတိုင်းသိတယ် ဟုတ် ဆ ကဲ့ ရာသိန်းလိုက်ကလူတိုင်းမသိဘူး ဟုတ်ကဲ့ရှင်းဟုတ် ဟုတ်လား ဟုတ် လူနာတွေကအများကြီးရဲ့လေဘယ်လူနာကဘယ်လိုဖြစ်တယ်ဆိုတာတော့မသိဘူးဒါပေမဲ့ကိုကတယောက်တည်းသမားသူတို့ကအများဆိုတော့လမ်းနှုတ်ဆက်မှသာတယ်ဆရာလို့တာသိတာ အော် အဲ့တော့မောင်ပြူမောင်လေးဆိုတာအဲ့ကြမှာသိတယ် ဆရာကြီးတရားဆိုလို့ရှိရင်မှန်းလို့မရဘူးနောက်ထပ်လက်ဆောင်တစ်ခုတမီးကထပ်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဗောနော်ဆရာကြီးဘယ်သူလဲဆိုတာနဲ့တွေးလို့ရမလားလို့ဗောနော်ဒါလက်ဆောင်တစ်ခုသားယူလာဗောနော် ဟုတ် ဆရာကြီးကဟိုဘက်လေးကိုကြည့်ထားပြီတမီးကိုကြည့်လို့ရပါပြီရှင့်ဒါဗောနော်အရွယ်60ဆရာကြီး3သိန်းပါဒါလေးရောလက်ခံပေးအောင်နော်ပြီးရသူမရသေးဘူး မရသေးဘူး အဲ့ဒါတမီးကစာလေးတစ်ခုဖတ်ပြလိုက်မယ်နော် ဟုတ် ခရောတဲ့သူကစာရေးပြလိုက်တယ်နော်ဆရာရှင် ဟုတ်ပြီဟုတ်ပြီ ဖေးတဲ့တမီးအဖေကိုအရင်ရှစ်ပါတယ်တဲ့ဘဝကမပြည့်စုံတော့တမီးအဖေကိုလှုပ်ပေးချင်တာမလှုပ်ပေးနိုင်တော့ဘူးမလှုပ်ပေးနိုင်ဘူးတဲ့လှုပ်ပေးနိုင်အောင်လေတမီးစူးစမ်းနေတယ်ဖေးသူများမိသားစုလေးတွေကြည်ပြီးတမီးလေးတဲ့မိသားစုစုံစုံလေးနေချင်လိုက်တာဖေးတဲ့ဘာဖြစ်ဒီနေ့တော့တမီးအဖေကိုလှုပ်ပေးချင်တာလေးလှုပ်ပေးနိုင်သွားပြီသူများတွေအတွက်တော့ဒီလောက်ငွေလေးကဘာမှမဖြစ်စလောက်လေးပါဒါပေမဲ့တမီးအတွက်ကအရင်စူးစမ်းလိုက်ရတယ်ဒီလိုလေးပြောလို့အဖေစိတ်မကောင်းဖြစ်နေတော့တဲ့အဖေစိတ်ရှာလက်ရှာလေးသုံးတယ်သမီးရွှေနဲ့စာရင်းနဲ့လုပ်ပေးတာပါအဖေကိုပျော်ရွှင်စေခြင်းလို့ပါဘာလို့ပဲဖြစ်ဖြစ်သမီးစိတ်ထဲမှာသမီးတို့မိသားစုလေးစိတ်ရှမ်းသာရင်ရပြီသမီးလေးတဲ့ဘာဒီမှမလို့ချင်ပါဘူးတဲ့သမီးလူရာလေးတစ်ခုပဲရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့မေတ္တာတရားလေးလိုချင်နေပြီတဲ့သမီးဘသူစီကမှမရခဲ့ဘူးတဲ့ဒါပေမဲ့ရပါတဲ့သမီးရှင်ထဲမှာအဖေကိုစိတ်ရှမ်းသာအောင်ပဲထားမယ်အဖေကိုသမီးရှိတယ်စိတ်မကောင်းဖြစ်နေပါနဲ့အဖေစိတ်ရှမ်းသာအောင်နေနော်ကျမရဲ့ကြူဆိုင်နော်သမီးတို့ဆက်ဆက်ရရအဆင်ပြေတယ်အဖေပြောအောင်လို့ဒီလိုလေးလုပ်ပေးလိုက်တာပါတဲ့အဖေပြောရင်သမီးဝမ်းသာပါတယ် စစ်စစ်လိုက်ပြပါဦး တစ်စင်ခိုင်လား စစ်စစ်ကတော့ဝရီပါ နော်ဟုတ်တယ်သမီးလေးတစ်စင်ကလွယ်နေပြီလားသမီးလေးနမ်းသွားပြီ တိတ်မကောင်းဘူးပေါ့ ဟုတ်ကဲ့ဗျာ မိသားစုကတစုတူတဲ့နေတာပိုကောင်းတော့ဟုတ်ဘူးလား ဟုတ်ကဲ့ဗျာ ဟုတ်တော့ကြက်ပါကြီးများတော့အုပ်ပြီးတော့နေကြတာပေါ့အမေတို့ကြောင်းနဲ့သူတို့ဖြစ်လာတော့ဆရာလေးကဘေးတက်နိုင်ပါဘူး ဟုတ်ကဲ့သူကဆိုရဲအဲ့ဖေဖေစီကမြတ်တာလေးပဲလိုချင်တာပါ သာသမီးပါဆိုတော့သာသမီးတွေအကုန်လုံးမြစ်တာနဲ့အကုန်လုံးမျှဝေယူတာတွေပါဘသူ့ကိုချစ်တယ်လို့ဘသူ့ကိုလို့တယ်လို့မရှိဘူးလေပြီးပါတော့ဟုတ်လားအစိတ်ကြတာကိုကြာအသက်ရှိခြင်းဆင်းလာအဆင်းလာခြင်းခွာကြည့်ခြင်းဘုံတော်အာရုံကိုကြည့်ခြင်းတော့လူနဲ့တော့ပြည့်စုံပြီးတော့မှလူကဆန္ဒလက်လုံးတော်နဲ့ပြည့်စီလို့သူ့ပေးလိုက်ပါတယ် โอเคဖေဖေရဲ့စမေးပြပါစီရှင့် တလော